Hello အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တော့သူရပါဒီနေ့ remain လုပ်ပြပေးသွားမယ် cocktail လေးကတော့ whisky sour cocktail လေးပဲဖြစ်ပါလားခင်ဗျာတစ်ဆက်တည်းမှာပဲ sour cocktail လေးတွေဖြစ်ပေါ်လာပုံကိုလည်းအချင်းချုပ်လေးပြောပြပေးသွားပါမယ်1900 1800ခုနှစ်လောက်မှာပင်လယ်ပြင်မှာအလုပ်လုပ်ကိုင်နေကြတဲ့ရေတပ်သားတွေတင်မောသားတွေကဗီတာမင် C ချို့တဲ့ပြီးတော့တည်ဆုံးစေနိုင်တဲ့ယောဂတစ်မျိုးဖြစ်ပွားခဲ့ကြတယ်အဲ့ဒီချိန်မှာရေတပ်ဗိုလ်ချုပ်နေစဉ်ကဗီတာမင် C ချို့တဲ့ယောဂကိုကာကွယ်နိုင်ဖို့ formula တစ်ခုကိုဖန်တီးခဲ့တယ်အဲ့ဒီ formula ကတော့ lime juice, lemon juice, sugar, spirit တို့ကိုရောနှောပြီးတော့တောက်တဲ့ကြောင်းကိုအကြံပြုခဲ့တယ်။ရေတပ်ဗိုလ်ချုပ်နေစဉ်ကဂျင်းကိုတမယာရည်နဲ့ရောနှောပြီးတော့ရေတပ်သားတွေကိုဖြိုတိုက်ခဲ့ပြီးတဲ့နောက်တတိသက်သာတက်တာလာခဲ့ကြတယ်။အဲ့ဒီချိန်ကလေးကရေတပ်သားတွေကဒီဆာဝါတွင်းတွေကိုတောက်နေကြပြီးတော့တမိုင်းပညာရှင်ချို့ကလည်းအတည်ပြုခဲ့ကြတယ်။အဲ့လိုနဲ့ Jeffrey Cocktail လေးဖြစ်ပေါ်လာတာလည်းဖြစ်ပါတယ်။1850 1860ခုနှစ်လောက်မှာတင်မောသားတွေစီကနေဆင်းသက်လာတဲ့ဒီဆာဝါ formula ကြီးက Cocktail World တွေကိုစတင်ဝင်ရောက်လာခဲ့တယ်။ဘာတင်နာတွေကအလွယ်တကူရရှိနိုင်တဲ့Bourbon whisky နဲ့ lemon juice, sugar တို့ကို balance လုပ်ပြီးတော့ပြင်ဆင်ခဲ့ကြတယ်။အဲ့ချိန်တုန်းကတော့ white တော့မပါသေးပါဘူး။ whisky sour cocktail ကိုဖန်တီးခဲ့တဲ့ creator မရှိဘူးလို့အတည်ပြုထားတာကိုလည်းတွေ့ရှိရပါတယ်။အဲ့လိုနဲ့ whisky sour cocktail ကို1862ခုနှစ်မှာ Jerry Thomas ဆိုတဲ့လူကတပါးတနာ guide ထဲမှာပထမဦးဆုံး record ပြုလုပ်ခဲ့တယ်။အဲ့လိုနဲ့1900ခုနှစ်မှာဒီ whisky sour cocktail က simple balance ဖြစ်လို့ US ဘာဥရောပ hotel အာရှဘားတွေမှာclassic cocktail ဖြစ်သတ်မှတ်ခဲ့ကြတယ်။အဲ့လိုနဲ့1960ခုနှစ်မှာဒီ whisky sour cocktail ကို white ထည့်ပြီးတော့ထူခြားတဲ့ version ဖြစ်ပြောင်းလဲခဲ့ကြတယ်။ဒီ whisky sour cocktail ကအခုချိန်ထိ cocktail world ထဲမှာတော်တန်ဝင်နေစေဖြစ်သလို whisky ချစ်သူတွေကြားမှာလည်းအရေးပန်းအစားဆုံး cocktail တစ်ခွအဖြစ်ရှိနေတုန်းပါပဲ1882ခုနှစ်မှာ Wisconsin newspaper တစ်ခုက Elias Stone ဆိုတဲ့တင်မောသားတစ်ယောက်က whisky sour cocktail ကိုဖန်တီးခဲ့တယ်လို့လည်းပြန်လည်ရေးသားခဲ့ကြတယ်။ဒါလေးကတော့ sour cocktail လေးနဲ့ whisky sour cocktail လေးဖြစ်ပေါ်လာပုံရဲ့အချင်းချုပ်လေးပဲဖြစ်ပါတော့ခင်ဗျာ။ whisky sour cocktail အတွက်ပါဝင်မဲ့ပစ္စည်းလေးတွေကတော့ whisky, lemon juice, simple sour, white တို့ပဲဖြစ်ပါတော့ခင်ဗျာ။ကျွန်တော်ကတော့ double black whisky နဲ့ whisky sour cocktail လေးကိုပြပြပေးသွားမှာပဲဖြစ်ပါတော့ခင်ဗျာ။ Okay ဗီဒီယိုလေးကိုစလိုက်ရအောင်whisky 45 ml ထည့်ပါမယ် lemon juice 20 ml ထည့်ပါမယ် simple sour 50 ml ထည့်ပါမယ် white 20 ml ထည့်ပါမယ်white ပါတဲ့အတွက်အကျုံးနဲ့မညှိအောင် aromatic butter တွေ23 ကျပ်လောက်ထည့်ပါမယ်ခင်ဗျာ Okay dry shake လေးရှင်းလိုက်ရအောင်ကားနည်းလေးထည့်ပါမယ်ဒါလေးကတော့ whisky sour cocktail လေးပဲဖြစ်ပါတော့ခင်ဗျာ Cheers ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်